ရင်တော့ပါဟိုကျွန်တော်ကိုဒီကတိုင်းတင်ပေးပါလားဗျာအောင်ပါရာဆဆကွာတကယ်လာပါမင်းဒီလောက်ထိတိုင်းပညာကိုသင်ယူခြင်းနဲ့ဆိုရင်တော့ဒီလောက်ထိခံနိုင်ရရှိတယ်ဆိုတော့ငါနဲ့စမ်းကြည့်အောင်လို့ပါလေဗျာကျွန်တော်တောင်းပါပါလာပါလာသမ်းပါတောင်းပါပါလေလာသမ်းပါဒီလောက်ထိုးလာရအောင်ခံနိုင်ရမရှိပဲနဲ့မင်းကတိုင်းပညာဒါဘာလို့လာလဲဦးတော်အောင်နှိမ့်ဆက်နေတာကြည့်နေတယ်ဝင်ပြီးတာလေဒီလိုခန်းနေတယောက်တော့နေမယ်နင်ကဝင်နာနေရတယ်လို့သိဒီလိုကောင်ကဒီလိုနှိမ့်နေထားမှတော့ရကြတယ်ဟာဦးတော်အောင်ခိုင်းစေလို့မပြောပါနဲ့ဦးတော်ကအဘငငယ်လေးကမွေးစားတာလားကိုတွေကအဘရဲ့တပည့်အကြီးဆုံးဖြစ်ပြီးတော့ခုလိုမျိုးစိတ်ဓာတ်အောက်တန်းကြအရန်ရှက်စရာကောင်းပါပဲဟာနင်ကဒီလိုကလေးကချင်အုပ်ချိုင်းမပေါက်တော့နဲ့ငါ့ကိုနင်ကပြောနေဘူးကျမကတော့မတရားတာလုပ်တာမြင်ဦးတော်အောင်မှမဟုတ်ဘယ်သူမှမဆိုဝင်ပြီးပြောရမှာပဲအေးပြောနေအဲ့လိုပြောလေငါဒီကောက်ကြည့်မရနေကြောက်ကြက်တိထားခိုင်လာခဏလေးနော်ကိုရင်သားကိုဆက်ကအခုပဲထွက်လာပါလိမ့်မယ်ဟောဟုတ်ကဲ့ရင်လေးသုံးဆောင်ပါအောင်ရပါတယ်မိုင်းရပါတယ်သုံးဆောင်ပါအောင်ရှင်ကိုရင်သားကြီးတို့လည်းညောင်တန်းရွာတကြီးဖြစ်ကြတဲ့ကကျမတို့အိမ်ဘက်ကိုလှည့်မလာတော့ဘူးဟုတ်တယ်မိုင်းကြီးဟောဆရာကြီးဦးဆက်ကကျေးဇူးကြောင့်ကျွန်တော်ကညောင်တန်းရွာတကြီးတောင်ဖြစ်ခဲ့ရပြီအဲ့ကျေးဇူးကြီးတော့မဆက်ရသေးဘူးနောက်ထပ်အကူကြီးတောင်းတာရှိလို့မိုင်းကြီးဟောဘာကိစ္စများပေါ်လာလို့တော့ကိုရင်သားကြီးရဲ့ဓမြကိစ္စပေါ်မိုင်းကြီးဟာမိုင်းကြီးတို့အိုးဖို့ရွာမှာကြတော့ဆရာကြီးဦးမင်းဆက်ကအဖွဲရှိတော့ဘယ်ဓမြမှမကတ်ရဲကြဘူးဟိုကျွန်တော်တို့ရွာကတော့ဒီရက်ပိုင်းအတွင်းဓမြတွေဝင်မယ်လို့ကြားလို့အဲ့ဒါဆရာကြီးရှိကိုလာကြီးအပူကတ်ရပဲအမကြီးဘယ်ဓမြဖွဲ့ရလဲဒါကြီးဟမ်မိုးညိုတို့ဖွဲ့လားမိုးညိုတို့ဖွဲ့မဟုတ်ဘူးဆရာကြီးတခြားဖွဲ့ပါအခုတလုံးမိုးညိုတို့ဖွဲ့ညင်ကြသားကောင်းနေတယ်ဗျမိုးညိုတို့ဖွဲ့မဟုတ်ရင်စေဝတ်ကြီးမရှိပါဘူးကွာငါတို့ပဲလွတ်လိုက်မယ်ကျေးဇူးတင်ပါဆရာကြီးရဲ့ဟိုကျွန်တော်တို့နယ်မှာလဲလေဆရာကြီးဦးမင်းဆက်ကရှိလို့တာပေါ့နှုတ်မို့ဆိုဒီဓမြတွေထင်းထန်းကျဲနေကြမှာဗျဒီလိုပဲပေါ့ကွာငါလည်းလက်လမ်းမိတယ်လို့တော့ကာကွယ်ပြီးနေရတယ်ပဲဒါပေမဲ့ငါမှလည်းအိုးဖို့ရွာတကြီးတက်ဝင်လည်းရှိသေးတော့စိတ်သွားတိုင်းရင်ကိုမပါနိုင်ဘူးဘာပဲဖြစ်ဆရာကြီးဆရာကြီးရဲ့နာမည်နဲ့အရှိန်ဝါနေတယ်လေဟိုဒီနေရရွာတွေကတော်တော်တက်တာနေကြတာဗျတိုင်းဆရာကြီးဦးမင်းဆက်ကအဖွဲဆိုတာနဲ့တယ်မိုးညိုတို့လိုအင်အားကြီးရဲ့ဓမြအဖွဲတော့လက်ဆောင်သွားကြသေးတာပဲဆရာကြီးရဲ့မိုးညိုတို့ဖွဲတော့ရှော့တက်လို့တော့မရဘူးဒီနေ့ပိုင်းမှာဒီဖွဲကတော်တော်အင်အားကြီးလာတယ်ကွာ